ကိုရီးယားလုံးမင်္ဂလာပါဗျာဖုတ်ဘောပိုင်ကေကနေကြိုဆိုလိုက်ပါတယ်မနေ့ကတော့ချက်ဘော်ဒီနဲ့အစင်မပြေဖြစ်သွားခဲ့တယ်ဒါကြောင့်မလို့ကမ္ဘာဖလားအဖွင့်ပွဲ၈ရက်မှာ9ရက်သက်တိုက်အစင်ပြေပြီးတော့မနေ့ကတပွဲပဲအစင်မပြေဖြစ်သွားတယ်မနေ့ကလည်းချက်ကနိုင်ရမှာကို83မိနစ်မှာနောက်ကျပင်နယ်ဒီသွင်းကိုနဲ့တေကျသွားတာဖြစ်တဲ့ဒါကြောင့်မလို့မနေ့ကတော့အစင်မပြေဖြစ်သွားခဲ့တယ်ဒါကြောင့်မလို့ဒီနေ့မှာတော့ထုံးတဲ့အတိုင်းပဲ TikTok မှာ free တပွဲတင်ပေးသွားမယ် channel ပွဲစဉ်နေတဲ့ကနောက်ထပ်တပွဲကိုတော့ကျွန်တော်ရဲ့ channel မှာတင်ပေးသွားမှာမလို့ကျွန်တော်ရဲ့ Telegram channel ကို join ရင်နဲ့ညီကိုတွေအနေဖြင့်ကျွန်တော်ရဲ့ channel ကို join ထားလို့ရတယ်ကျွန်တော် channel ကိုတော့ကျွန်တော်ရဲ့ bio ကတစ်ဆင့်ဝင်ကြည့်ပြီးတော့ join ထားလို့ရတယ်ဒီနေ့ရွေးချက်ပေးမဲ့ပွဲစဉ်ကတော့ Morocco နဲ့ Scotland ပွဲစဉ်ကိုရွေးချက်ထားပါတယ်လက်ရှိဒီပွဲစဉ်မှာဖွင့်သစ်ထားတဲ့အနေအထားအရဒီပွဲစဉ်မှာကျွန်တော်က9အနည်းကိုပဲသဘောကျမိတယ်လက်ရှိ Scotland ကပြီးခဲ့တဲ့ပွဲစဉ်မှာ Haiti ကို1-0နဲ့နိုင်ထားကြောင်းလက်ရှိ Scotland က3မှတ်ရထားတယ်မော်ရိုကိုကတော့ပြီးခဲ့တဲ့ပွဲစဉ်မှာဘရာဇီးကို1-1တေကြထားကြောင်းလက်ရှိမော်ရိုကိုကတမက်ရရှိထားတာဖြစ်တယ်။ဒါကြောင့်မလို့စကော့တလန်အနေဖြင့်ဒီပွဲစဉ်မှာပြီးခဲ့တဲ့အပတ်ကဟေတီကိုနိုင်ထားကြောင်းလက်ရှိ3မှတ်ရထားတာလည်းဖြစ်သူလက်ရှိမော်ရိုကိုနဲ့ပွဲစဉ်မှာတော့မော်ရိုကိုကိုအနိုင်ရဖို့တက်ဆိုင်မော်ရိုကိုမရှုံးအောင်တေကြအောင်ပဲအဓိကထားပြီးကစားသွားလိမ့်မယ်လို့ကျွန်တော်ကယုံကြည်တယ်။ဒါကြောင့်မလို့ဒီပွဲစဉ်မှာကျွန်တော်ကတော့နှစ်ဖက်သွင်းကိုဘလို့မှ3ကိုမရှောင်းနိုင်ဘူးလို့ကျွန်တော်ကယုံကြည်တယ်။ဒါကြောင့်မလို့ဒီပွဲစဉ်မှာမော်ရိုကိုနိုင်ခဲ့ရင်တော့မှတကူးထမပိုနိုင်တာမလို့ဒီပွဲစဉ်မှာကျွန်တော်ကလက်ရှိဖွင့်သစ်ထားတဲ့အနေအထားအရာကိုအနည်းကိုပဲသဘောကျမိတော့မော်ရိုကိုအနေဖြင့်လက်ရှိနိုင်ပွဲရဖို့လိုအပ်နေတာမှန်ပေမဲ့ခံစစ်ပိတ်စော့မဲ့စကော့တလန်ကြောင့်ဒီပွဲစဉ်မှာနှစ်ဖက်သွင်းကိုတွေကိုမြင်တွေ့ရဖို့မရှိဘူးလို့ကျွန်တော်ယုံကြည်တယ်။ဒါကြောင့်မလို့လက်ရှိမော်ရိုကိုနဲ့စကော့တလန်ပွဲစဉ်မှာကျွန်တော်ကိုအနည်းကိုပဲရွေးချယ်ပေးခြင်းပါတယ်။နောက်ထပ်တပွဲဆိုချင်တဲ့ညီကိုတွေကတော့ကျွန်တော်ရဲ့ channel ကို join ထားလို့ရတဲ့အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေ။